ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကွန်တော်ကြီးTikTok channel မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျာကျွန်တော်ကတော့ဒီနေ့စဉ်နေ့တိုင်းဒီအနည်းဆက်ဆုံးနဲ့အတေချာဆုံးပွဲစဉ်လေးတွေကိုဗီဒီယိုလေးတွေနဲ့တော့တင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ဗီဒီယိုလေးတွေကို like and follow လေးနေတော့ပြလို့ရပါတယ်ဟုတ်ကဲ့ဒီနေ့ညအားဆိုတော့ဒီတောက်ကြညာလေးဖြစ်တဲ့အလျောက်ပွဲစဉ်များများဆက်သားတော့မရှိဘူးဒီဂျာမနီပွန်တက်လီကပွဲစဉ်တစ်ပွဲနဲ့စပိန်လာလီကပွဲစဉ်တစ်ပွဲနဲ့ဒီအင်္ဂလန် FA ကပွဲစဉ်လေး၃ပွဲလောက်ပဲရှိတာဖြစ်တာကိုကျွန်တော်တွေ့ခဲ့ရတယ်ဗျအဲ့ဒီပွဲစဉ်လေးနည်းနည်းထဲမှာကျွန်တော်ရဲ့ဒီအနည်းဆက်ဆုံးနဲ့အတေချာဆုံးပွဲစဉ်လေးတစ်ပွဲလို့ပြောလို့ရတယ်ဒီဂျာမနီပွန်တက်လီကမှာရှင်မြိုင်ကစားတော့မဲ့ဒီ Frankfurt တင်းနဲ့ Dortmund တို့ပွဲစဉ်လေးကိုကျွန်တော်ပွဲချုပ်တွန်းတစ်ချက်လေးအနေနဲ့ပြောပြတော့မှာပဲဖြစ်ပါတယ်ဗျဒီပွဲစဉ်လေးကိုပွဲချုပ်တွန်းတစ်ချက်လေးမပြောခင်မှာပထမဆုံးတစ်ချက်အနေနဲ့ကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်မင်းညာကရွေးချယ်ပေးခဲ့တဲ့ပွဲစဉ်လေးကိုကျွန်တော်ပြန်လည်ပြီးတော့သုံးသပ်ပေးတော့ပါမယ်ဗျမင်းညာကတော့ကျွန်တော် TikTok channel လေးမှာဆိုတော့ကျွန်တော်ကတော့ဒီ Arsenal body လေးနဲ့အတူဒီဂိုးပေါင်းအောင်လေးကိုရွေးချယ်ပေးခဲ့မှာဒီ Arsenal body လေးကတော့အဆင်မပြေမှုလေးနဲ့ဖြစ်သွားပြီးတော့ဒီဂိုးပေါင်းအောင်လေးကတော့တရားရခဏအပြည့်နိုင်ရရှိခဲ့ပါတယ်နောက်ထပ်ပွဲစဉ်အနေနဲ့ကျွန်တော်ဒီ AC Milan body လေးနဲ့အတူဂိုးပေါင်းပေါ်လေးရွေးချယ်ပေးခဲ့မှာလည်းဒီအဆင်မပြေမှုလေးဖြစ်သွားပါတယ်ဗျကျွန်တော်တယ်လီဂန် channel လေးမှာဆိုတော့ကျွန်တော်ကတော့ဒီ Real Madrid body လေးနဲ့အတူဂိုးပေါင်းပေါ်လေးကိုရွေးချယ်ပေးခဲ့မှာနှစ်တီးစလုံးကတရားရခဏအပြည့်နိုင်ရရှိခဲ့တယ်ဒီ Arsenal body လေးနဲ့ဂိုးပေါင်းအောင်လေးမှာဆိုတော့ဒီ Arsenal body လေးကတော့အဆင်မပြေမှုလေးဖြစ်သွားတာကိုကျွန်တော်တွေ့ခဲ့ရတယ်ဗျဒါကြောင့်မလို့ဒီနေ့ညမှာကျွန်တော်အကောင်းဆုံးပုံစံနဲ့ဒီချာလေးကိုရွေးထုတ်ပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် Telegram channel လေးကို join ထားဖို့ကျွန်တော်ပြောချင်တယ်ကျွန်တော် Telegram channel လေးမှာဆိုရင်ကျွန်တော်ကတော့ဒီဘွဲကောင်းလေးတွေအပြင် model လေးတွေပါဒီနေ့စဉ်နေ့တိုင်း free use ချက်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် Telegram channel လေးကို join ချင်တဲ့ညီကိုလေးဒီ video လေးကကိုးမှမှာလည်းကျွန်တော် Telegram channel လေးချပေးထားသလိုကျွန်တော် TikTok profile လေးရအောင်ပါဆိုလဲဒီ Telegram link လေးတော့ Viber number လေးတွေပါချပေးထားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ live ကို join ကြဖို့ကျွန်တော်ပြောချင်ပါတယ်ဗျဟုတ်ကဲ့ကျွန်တော်ပွဲချုပ်တုံးတဲ့ချက်လေးကိုပြန်လဲစတင်လိုက်အောင်ဗျဒီနေ့ညမှာရှင်မြိုင်ကစားရမယ့်ဒီဂျာမနီပွန်တက်လီကပွဲစဉ်အတင်းထဲမှာဆိုရင်တော့ဒီ Frankfurt နဲ့ Dortmund ရဲ့ပွဲစဉ်လေးကိုကျွန်တော်ပွဲချုပ်သုံးသပ်ပြတော့မှာဖြစ်ပါတယ်ဒီ Asian Frankfurt တရားဆိုရင်ဒီဂျာမနီပွန်တက်လီကမှာပေးစရာမှာအတွက်15ပွဲရှင်မြိုင်ကစားရပြီး9ပွဲနိုင်4ပွဲတည်4ပွဲရှုံးဆိုတဲ့ရလဒ်နဲ့ရမယ့်25မဲရရှိကဒီအဆင့်9နေရာမှာရပ်တည်နေတဲ့တင်းဖြစ်တယ်ဗျဒီအဝေးကွင်းဖြစ်တဲ့ဒီ Dortmund တရားတော့ဒီဂျာမနီပွန်တက်လီကမှာပေးစရာမှာဒီ15ပွဲရှင်မြိုင်ကစားရပြီး9ပွဲနိုင်5ပွဲတည်1ပွဲတည်းရှုံးနေတာကရမယ့်32မဲနဲ့အဆင့်2နေရာမှာရပ်တည်နေတဲ့တင်းဖြစ်တယ်ဗျဒီလိုအဆင့်9နဲ့အဆင့်2နဲ့ပြည်စုံမှုပွဲစဉ်လေးမှာကျွန်တော်ပထမဆုံးအနေနဲ့ဒီအချိုးပေးမှုလို့ပြောချင်တယ်ဒီနေ့တင်းမှာဆိုရင်ဒီအင်ရှင်ဒီအဝေးကွင်းဖြစ်တဲ့ Dortmund တရားဒီအချိုးပေးမှုလေးအနေနဲ့ဒီမနက်ကင်ချီတန်လေးမှာ level ပြ80ရှုံးဆိုတဲ့ချီတန်လေးနဲ့ဂိုးမောင်းစီ3လုံးပြ30စားဆိုတဲ့ချီတန်လေးပေးထားတယ်ဒီညနေခင်းလောလောလဲချီတန်လေးမှာဆိုရင်ဒီအဝေးကွင်းဖြစ်တဲ့ Dortmund ရဲ့အချိုးပေးမှုများဆိုရင်ဒီ level ပြ90ရှုံးဆိုတဲ့ချီတန်လေးနဲ့ဂိုးမောင်းစီ3လုံးတည်ဆိုတဲ့ချီတန်လေးတွေဒီဇုံတက်လာတာကိုကျွန်တော်တွေ့ခဲ့တယ်ဗျ။ဘာကြောင့်ဒီအဝေးကွင်းဖြစ်တဲ့ Dortmund ရဲ့အချိုးပေးမှုလေးတွေဇုံတက်လာတာလဲဆိုတော့ကျွန်တော်အောက်မှာဒီချီတန်လေးကိုရှင်းပြပါမယ်ဗျ။ဒီ Asian Frankfurt တရားဆိုရင်ဒီပြီးခဲ့တဲ့ပွဲစဉ်မှာသူကဒီ Hamburger ကိုဒီ1-1ဆိုတဲ့ရလက်လေးနဲ့ဒီချထားတယ်။နောက်ပြီးသူရဲ့အိမ်ကွင်းမှာရှင်မြန်ခဲ့တဲ့နောက်ဆုံး9ပွဲကိုတွားထိလိုက်တဲ့အချိန်မှာဆိုလည်းသူကဒီ2ပွဲနိုင်2ပွဲတည်1ပွဲတာလေးရှုံးနေထားပြီးတော့သူရဲ့အိမ်ကွင်းမှာဆိုသူကတိုက်စစ်ကဒီ4ဂိုးတာလေးကိုတင်နိုင်ပြီးတော့ခံစစ်ကတော့5ဂိုးတာလေးကိုပြန်ပေးထားတာကျွန်တော်တွေ့ခဲ့ရတယ်။တိုက်စစ်ပိုင်းမှာလည်းတော်တော်လေးအားနေပြီးတော့ခံစစ်ပိုင်းမှာဆိုလည်းဒီအနေငယ်အားနေချက်လေးရှိနေတယ်ဒီလိုကျွန်တော်ကမြင်မိပါတယ်ဗျ။ဒီအဝေးကွင်းဖြစ်တဲ့ Dortmund တရားတော့ဒီပြီးခဲ့တဲ့ပွဲစဉ်မှာဆိုရင်သူကဒီမူချန်ကလဘတ်ကို2စီးဆိုတဲ့ရလက်လေးနဲ့ပဲ clean sheet အနေနဲ့အနိုင်ရရှိထားတယ်။နောက်ပြီးသူ့ရဲ့ဝေကွန်းပြောင်းဆန်းသွားကြတဲ့နောက်ဆုံး9ဘုတ်တွားကြည့်လိုက်တဲ့အချိန်မှာဆိုရင်သူတို့ကဒီ2ပွဲနိုင်3ပွဲတည်ရည်ဆိုပြီးတော့လုံးဝရှုံးမမရှိတဲ့အောင်ကျွန်တော်တွေ့ခဲ့ရပါတယ်ဗျ။သူ့ရဲ့ဝေကွန်းပြောင်းဆန်းသွားကြတဲ့ပွဲစဉ်မှာဆိုရင်သူတို့ကတိုက်စစ်ကဒီ6ဂိုးတိတိကိုနေပြီးတော့ခန်းစစ်ကတော့3ဂိုးတာနဲ့ဂိုးပေးထားတာကိုဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအဝေးကွင်း Dortmund တရားဆိုရင်တိုက်စစ်ပိုင်းမှာတော်တော်လေးအားကောင်းပြီးခန်းစစ်ပိုင်းကတော်တော်လေးချစ်လက်တဲ့တင်းတင်းကျွန်တော်ကပြောချင်ပါတယ်ဗျာနောက်ပြီးဒီနေ့တင်းရဲ့ hat trick ပေါ်ထိထိပြည့်စုံခဲ့တဲ့နောက်ဆုံး9ဘုတ်တွားကြည့်လိုက်တဲ့အချိန်မှာဆိုရင်ဒီအဝေးကွင်းဖြစ်တဲ့ Dortmund တရား2ပွဲနိုင်2ပွဲတည်1ပွဲတာလေးဒီ Asian Frankfurt တွေကိုရှုံးနေထားတာကိုကျွန်တော်တွေ့ခဲ့ရတယ်ဒီလိုထိထိပြည့်စုံမှုတွေမှာလည်းဒီအတားစီးရထားတာဖြစ်ပြီးတော့ဒီအဝေးကွင်းဆက်တော့ဒီမှာလည်းရလက်ကောင်းထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ညပွဲစဉ်လေးမှာဒီအဝေးကွင်းဖြစ်တဲ့ Dortmund တရားအကျိုးပေးမှု body စီတဲ့လေးပြင်းလာတယ်လို့ကျွန်တော်ကမြင်မိပါတယ်ဗျနောက်ပြီးဒီအဝေးကွင်းဖြစ်တဲ့ Dortmund တရားဒီအဆင့်2နေရာမှာရပ်တည်နေတယ်ဆိုပေမဲ့ဒီနောက်ဆုံးရှင်မြိုင်ခဲ့တဲ့ဒီဂျာမနီပွန်တက်လီကနောက်ဆုံးပွဲစဉ်လေးတွေပါဆိုသူကတည်ကြတဲ့ပွဲစဉ်လေးတွေပုံများလာပါတယ်ဗျနောက်ပြီးသူတို့ရဲ့ဒီတက်စစ်သွဲလုံးလေးရဆိုရင်လည်းဒီနောက်ပိုင်းတွေမှာဂိုးတော်တော်များများဂိုးများများဆက်ဆက်မသွင်းလာတော့လည်းကျွန်တော်တွေ့ခဲ့ရတယ်ဒီ Asian Frankfurt တရားဆိုရင်လည်းဒီအဆင့်9နေရာမှာရပ်တည်နေတယ်ဆိုပေမဲ့သူတို့ကတော့ဒီနောက်ပိုင်းတွေမှာဒီခံစစ်အသားပေးလေးတွေအနေနဲ့ဂိုးမပေးရရေးကိုပဲအဓိကဦးစားပေးအနေနဲ့ဆော့လာပါတယ်ဗျနောက်ပြီးသူ့ရဲ့အိမ်ကွင်းမှာရှင်မြန်ခဲ့တဲ့ဒီနောက်ဆုံး9ပွဲမှာဆိုလဲသူတို့ကဒီပွဲတိုင်းလို့ကိုပြန်ပေးထားရတယ်ဆိုပေမဲ့ဒီတဘိုးနေ့တက်ကိုပြန်ပေးထားတဲ့ပွဲစဉ်လေးရတယ်တပွဲတာလေးရှိတဲ့အတွက်ကြောင့်မလို့ဒီနေ့ညပွဲစဉ်လေးမှာDortmundရဲ့တိုက်စစ်ကိုသူတို့အနေဆုံးDortmundတိုက်စစ်ကိုဒီခံစစ်အသားပေးအနေနဲ့သူတို့ခုခံသွားလိမ့်မယ်လို့ကျွန်တော်ကမြင်မိပါတယ်ဗျနောက်ပြီးဒီနေ့တင်းမှာဆိုရင်ဒီ Asian Frankfurt တရားဆိုရင်ဒီနေ့ရာဒီမှာဒီ15ပွဲရှင်မြန်ကစားထားပြီးတော့ဒီကို30ကိုတွင်းပြီးတော့ဒီကို30ဒီဂိုးတွေပြန်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဂျာမနီပွန်တက်လီကဒီ15ပွဲရှင်မြန်ကစားမှာဒီခံစစ်အညံ့ဆုံးဒုတိယနေရာမှာရပ်တည်နေတဲ့အတင်းဖြစ်တယ်ဗျဒီအဝေးကွင်းဖြစ်တဲ့ Dortmund တရားဆိုရင်လည်းဒီနေ့ညဒီမှာ15ပွဲရှင်မြန်ကစားတာပြီးသူတို့တက်စစ်ကဒီ28ကိုတင်းက12ဂိုးတာလေးဂိုးပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ရာဒီ15ပွဲရှင်မြန်ပြီးမှာသူတို့ရဲ့
ခန့်စစ်အကောင်းဆုံးဒုတိယနေရာမှာရပ်တည်နေတဲ့ဒီတမိုင်းတစ်ခုကိုစိုက်ထူထားတယ်ဒီလိုခန့်စစ်အညံ့ဆုံးဒုတိယနေရာမှာရပ်တည်နေတဲ့အတင်းတင်းနဲ့ဒီခန့်စစ်အကောင်းဆုံးဒုတိယနေရာမှာရပ်တည်နေတဲ့အတင်းတင်းတွဲဆုံမှုပွဲစဉ်လေးမှာဆိုတော့ကျွန်တော်ကတော့ဒီကိုများလိမ့်မယ်လို့ကျွန်တော်ကမြင်မိတယ်။ဘာကြောင့်လဲဆိုတော့ဒီနေ့ထိတဲ့တွဲဆုံခဲ့တဲ့အချိန်တိုင်းဒီ Asian Premier ရဲ့အင်ကွန်းမှာတွဲဆုံခဲ့တဲ့ပွဲစဉ်လေးတွေကဒီတော်တော်များများကိုအပြန်လက်တွင်းကိုလေးတွေနဲ့ကိုများခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ပွဲစဉ်လေးမှာဆိုရင်ကျွန်တော်ကကိုများလိမ့်မယ်လို့ကျွန်တော်ကမြင်မိပါတယ်ဗျ။ဒီ Asian Premier တရားဆိုရင်ဒီနောက်ဆုံးတွဲဆုံခဲ့တဲ့၅ပွဲမှာဆိုရင်ဒီ၄ပွဲတိတိကကိုပြတ်တွဲထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအနည်းညမှာဒေါမွန်ရဲ့ခန်းစစ်ကိုအနေဆုံးတစ်ခုလောက်တော့ကိုပြတင်းနေလိမ့်မယ်လို့ကျွန်တော်ကမြင်မိတဲ့အတွက်ကြောင့်မလို့ကိုပေါင်းပေါ်လေးကိုကျွန်တော်ရေးချပေးထားပါတယ်။ဒေါမွန်လည်းဒီနေ့ပွဲစဉ်လေးမှာမဖြစ်မနေအနိုင်ကန်တော့မှာလို့ကျွန်တော်ကမြင်မိတဲ့အတွက်ကြောင့်မလို့ဒီဒေါမွန်ပေါ်လီလို့လည်းကျွန်တော်ရေးချပေးလိုက်ပါတယ်ဗျ။ဟုတ်ကဲ့ဒါကြောင့်မလို့ဒီနေ့ညမှာရှင်မြန်ကစားတော့မဲ့ဒီ Frankfurt တင်းနဲ့ဒေါမွန်တို့ပွဲစဉ်လေးမှာဆိုရင်ကျွန်တော်ကတော့ဒီဒေါမွန်ရဲ့အကျော်ပေးပေါ်လီစီးလေးတက်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒေါမွန်ပေါ်လီလေးကိုကျွန်တော်ရေးချပေးလိုက်ပါတယ်။ကိုပေါင်းစီးလေးတွေကလည်းဒီ၃လုံးပြ30စားနေပြီး3လုံးတည်ရဆိုတဲ့ဒီကိုပေါင်းစလေးတွေပါတက်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီညပွဲစဉ်လေးမှာကျွန်တော်ကတော့ဒီအပြန်လန်တွင်ကိုလေးတွေနဲ့ကိုများလိုက်မယ်လို့ကျွန်တော်ကမြင်ပြီးတဲ့အတွက်ကြောင့်မလို့ကိုပေါင်းပေါ်လေးကိုကျွန်တော်ရွေးချယ်ပေးခဲ့ပါတယ်ဗျဟုတ်ကဲ့ဒါကြောင့်မလို့ဒီနေ့ညမှာရှင်မြန်ကစားတော့မဲ့ဒီ Frankfurt နဲ့ Dortmund တို့ပွဲစဉ်လေးမှာဆိုရင်ကျွန်တော်ကတော့ဒီအဝေးကွင်း Dortmund body လေးနဲ့အတူဒီကိုပေါင်းပေါ်လေးကိုပဲကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်ဗျကျွန်တော်ရွေးချယ်မှုပွဲစဉ်လေးကိုရှင်မဲ့ဆွေတို့အသွေးတူတဲ့အကြိုက်တွေဆိုရင်စောကစားလို့ရပါတယ်အသွေးမတွင်ဘက်ကန်နိုင်ပါတယ်ဗျရလက်ကောင်းလေးတွေရရှိပါသလိုကျွန်တော်စုမုံကောင်တောင်းပေးလိုက်ပါတယ်နောက်ဆုံးတစ်ချက်အနေနဲ့ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့ညီကိုတူတယောက်ရှိစတိုင်းကိုကျွန်တော်ကတော့ကျေးဇူးအထူးတင်ရှိပါတယ်ပြောကြရင်းနဲ့ပဲဗီဒီယိုလေးကိုအဆုံးတက်လိုက်ပါတယ်ဗျ